ဘိုးတော်ဖျားကြီးလက်ထက်ပေါ့နော်ဘယင်းကြီးอ่ะပေါ့နော်သူစဉ်းစားရတယ်သူယူထားတဲ့မိဖုရားကြီးอ่ะပေါ့နော်ဖုတ်ဖုတ်တုတ်တုတ်ကြီးမိမဖုတ်သူကစဉ်းစားတယ်ငါယူတဲ့မိမကြီးอ่ะဖုတ်ဖုတ်တုတ်တုတ်ကြီးပါဘာကိစ္စနဲ့ဒီနေရာမဲနေရတာလေပေါ့နော်သူစဉ်းစားရပေါ့နော်ဖြေရှားပြန်အဲ့နဲ့ဟာနေမအိမ်ညမအိမ်နိုင်နဲ့စဉ်းစားဒီနေရာဘာလို့မဲရလဲဒီလောက်လေးမတိုးမတိုးနေမတိုးတဲ့နေရာမဲရသလားပေါ့နော်အဲ့နဲ့ငါစဉ်းစားလို့တော့မရတော့ဘူးတဲ့ပေါ်ဦးကိုမေးမှရတော့မဲဆိုပေါ်ဦးကိုစက်ခေါ်တဲ့ဟေဆိုပေါ်ဦးကြီးစင်ခေါ်ပေါ်ဦးတဲ့အဲ့လိုပေါ့နော်ငါရဲ့မိဖုရားကြီးရဲ့အဲ့နေရာပေါ့နော်တဲ့အဲ့လိုမင်းဘာကြောင့်လဲအဖြေပါလဲမင်းစဉ်းစားပေးစမ်းမင်းသိလားပေါ့နော်နေရာတကအားလုံးကဖွင့်စင်နေတာပေါ့ဒီနေရာဘာလို့မင်းအဲ့နဲ့ပေါ်ဦးကစဉ်းစားတယ်သူလည်းစဉ်းစားပြီးမှသူလည်းတော်တော်လေးနဲ့ချိန်လဲကြာလဲကြာတော့မပြောညာမပြောနဲ့ဘယင်းကိုမှတ်ထိုးချလို့အားပြတော့မှတ်ထိုးချဟာဘောမင်းဘာလို့လိုက်တော့မင်းငါ့ကိုမင်းဘာမပြောမစလဲဘာလို့ပိတ်ထော်လို့အမေမင်းတော့ငါမကြငါညညိုးသွားပြီကျွန်တော်ထိုးလိုက်တော့တစ်ချက်ထဲဘီအချိန်တိုင်းထိုးမှလည်းတော့မဲချူရတော့မလားကဲအဲ့ဒါဘောနော်ဒီစက်ပြကဲအဲ့နေရာတော့မပြူဘူးဘော